တင့်မြည်နေတဲ့အမှန်တရားကိုဝေးဝါးတော့အောင်လုပ်ပြီးတင့်ကိုယ်တည်းမယုံကြည်တော့အောင်ဖန်တီးအခုပြတဲ့ဗီဒီယိုလိုမျိုးလောက်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်အခုလောက်ပြပေးပါမယ်တည်တည်ချာချာလေးလိုက်ကြည့်ပါဗီဒီယိုတော့နည်းနည်းရှင်းနိုင်တယ်အစအဆုံးကြည့်ပေးဖို့တောင်းဆိုပါတယ်ခင်ဗျကျွန်တော်တို့အခုပေါ့နော်ဒီဗီဒီယိုခုနထုတ်သွားတဲ့ပုံစံတွေကိုဘယ်လိုထုတ်မလဲဆိုတာလေးပြသပေးပါမယ်အရင်ဦးဆုံးကျွန်တော်တို့က Gemini နဲ့ဝင်ပါ Gemini နဲ့ဝင်ပြီးတော့ကျွန်တော်တို့ဘယ်လိုရေးမလဲဆိုတော့ကျွန်တော်တို့ပေါ့နော်ဒီလိုလူတွေအနေနဲ့ပေါ့နော်ကိုလိုချင်တဲ့ script မျိုးရေးပေါ့နော်လူတွေအနေနဲ့ဒီစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဗီဒီယိုလေးထုတ်ချင်လို့9ဆင်းလောက်ရေးပေးပါစသဖြင့်ရှိပါအကြောင်း9ဆင်းလောက်ရေးပေးပါကိုယ်အဆင်ပြေသလိုဒီ script ထုတ်ပေါ့နော် script ထုတ်ရင်ကျွန်တော်တို့ prompt နဲ့ဒီကျွန်တော်တို့ဒီစာသားအတန်သွင်းရမယ့်ဥစ္စာပေါအောင်ကျွန်တော်တို့ရေးခိုင်းပေါ့နော်အဲ့တော့ဒီ Gemini ကဟို script ထုတ်တာလွယ်လွယ်လေးပါပဲနော်အဲ့ဒါကတော့ကျွန်တော်အများကြီးပြောနေစရာမလိုဘူးမိတ်ဆွေတို့အားလုံးသိမှာပါအဲ့တော့ကျွန်တော်တို့ဒီမှာဒီ prompt လေးကိုကျွန်တော်တို့ video prompt လေးကိုကျွန်တော်တို့ယူပေါ့နော်ယူပြီးတော့ကျွန်တော်တို့ကမလုပ်မလဲဆိုတော့ flow မှာ video တက်ထုတ်ပေါ့နော် flow မှာ video တက်ထုတ်ဆိုတာကျွန်တော်တို့ဒီ flow ဆိုတာရှိမယ်ဗျာဒီမှာ flow ဆိုတာကိုကျွန်တော်ရိုက်ရှာလိုက်ရင်ဒီမှာကျွန်တော်တို့ဒီ flow ဆိုတဲ့အထဲကိုဝင်သွားတဲ့ solution ဒီမှာ create with flow နဲ့ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ project တစ်ခု new project ခေါ်ပြီးတော့ကျွန်တော်တို့လောက်ပေါ့နော်ဒါကျွန်တော်ကတော့လောက်ထားပြီးသားမို့လို့နော်အဲ့တော့ဟုတ်ပြီအဲ့လိုမျိုးလောက်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ flow ထဲဝင်ပြီးတော့ကျွန်တော်တို့ဒီမှာ video ဆိုတဲ့ကောင်ရွေးလိုက်ပေါ့နော်ရွေးလိုက်ရင်ဒီမှာကျွန်တော်တို့ frame မှာတော့အစနဲ့အဆုံးကျွန်တော်တို့ထည့်လို့ရတယ်ပေါ့နော် video အစ video နောက်ဆုံးပါနဲ့ဆုံးညင်လဲပေါ့နော်အဲ့ဒါမျိုးထည့်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကကျွန်တော်ကတော့ဒါနဲ့ပဲထုတ်လိုက်မယ်ပြီးရင်ဒီမှာကျွန်တော်တို့2ဆိုရင် credit က20ဖြစ်မယ်1ဆိုရင်ကျွန်တော်တို့ credit 10ဖြစ်မယ်ဒီနေရာမှာပေါ့နော်ကျွန်တော်တို့ကအတန်မြန်မာအတန်တွေပါမပါချင်ဘူးဆိုရင်တော့ဒီ 3.1 line နဲ့ပဲထုတ်လိုက်အဲ့ဒါဆိုရင်မြန်မာအတန်တွေမပါလဲကိစ္စမရှိဘူးပေါ့နော် 3.1 flat ဆိုရင်တော့ဒါ20ဖြစ်သွားမယ်ဗီဒီယိုတစ်ပုဒ်ကိုဒါပေမဲ့ तू ကမြန်မာအတန်တော့ပါတယ်ပေါ့နော်မြန်မာအတန်ပါတယ်ဒီ quality ကတော့အကောင်းဆုံးပေါ့တစ်ပုဒ်100အထိပေးရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့တက်တောင်အောင်ဗျာ1 line နဲ့ပဲထုတ်တယ်ဘာလို့လဲ credit က तू က50ပြန်ပြည့်တယ်ပေါ့နော်အဲဒါကြောင့်မလို့ဒီမှာကျွန်တော်တို့pass ချလိုက်မယ်pass ချပြီးတော့ကျွန်တော်တို့ဒီလိုမျိုးလေးကျွန်တော်တို့ပို့လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာဗီဒီယိုတစ်ပုဒ်ပြီးတစ်ပုဒ်ပေါ့နော်ခုနကကျွန်တော်တို့ထုတ်လာတဲ့ script ထုတ်လာတဲ့ဒီကျွန်တော်တို့ဗီဒီယို prompt ကိုတစ်ပုဒ်ပြီးတစ်ပုဒ်ထုတ်သွားပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အနေနဲ့ပေါ့နော်အဲ့လိုထုတ်သွားပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ voice over ကိုအတန်သွင်းရမယ်ပေါ့နော်အတန်သွင်းရမယ်ဆိုတော့ဒီကောင်လေးကိုကျွန်တော်တို့က Google AI Studio မှာတွားပြီးတော့ကျွန်တော်တို့အတန်သွင်းပေါ့နော်အတန်သွင်းဆိုတော့ဒါလေးကျွန်တော်ဖြတ်လိုက်မယ်အဲ့တော့ဒီမှာကျွန်တော်တို့အတန်သွင်းလိုက်ပြီပြီးရင်ကျွန်တော်တို့ပေါ့နော်ဒီအဲ့တော့တစ်ကနေစပြီးတော့ကျွန်တော်တို့ကနှစ်နော်နှစ်တစ်ခုပြီးတစ်ခုကူးထည့်လိုက်ပေါ့နော်ပြီးရင်3ပေါ့နော်ပြီးရင်ကျွန်တော်တို့4ပေါ့နော်ပြီးနံပါတ်5ပေါ့ဒီအောက်ဆုံးကျွန်တော်တို့နံပါတ်5ရဲ့အနောက်မှာတော့ကိုကဒီ channel ကို subscribe လုပ်စေချင်တယ်ဆိုရင် message စာသားလေးတွေပါကိုကပေးလို့ရတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးကျွန်တော်တို့ရေးပြီးပြီဆိုရင်ဒီမှာကျွန်တော်တို့ကရှင်းဆက်လိုက်ပါပေါ့နော်အဲ့တော့ okay ဒီမှာကျွန်တော်တို့ဥစားလုပ်လို့ရတယ်script လေးပေါ့နော်ကျွန်တော်တို့ script ကဟိုကဥစားကူးပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီမှာကိုသဘောကျရင် channel လေးကို follow လုပ်ခဲ့ပြီးဖို့တောင်းဆိုပါတယ်ပေါ့နော်အဲ့တော့ဒီမှာထည့်လိုက်လို့ရတယ်
ဒါဆိုရင်ကျွန်တော်တို့အတန်သွင်းလိုက်မယ်ပေါ့နော်အတန်သွင်းရင်ဒီမှာ character ကိုရွေးပေါ့ character ပဲပုံစံထားမလဲပေါ့နော်ကိုကဒီမှာအတန်လေး What sparks your interest? What do you want to explore? What kind of project are you thinking of? What idea do you want to bring to life? Ready to build something awesome အဲ့တော့ today? ကျွန်တော်တို့ဒီမှာအတန် idea ရွေးအတန်လေးရွေးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာအမြန်နှုံးလေးရွေးပေါ့နော်အမြန်နှုံး 1.15 ထားခြင်းလား 1.1 ထားခြင်းလားကိုအဆင်ပြေရအောင်ရွေးပေါ့နော်ကျွန်တော်တို့ 1.1 လောက်နဲ့ထုတ်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအတန်ထုတ်တာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကပြီးပြီဆိုရင်ဘယ်ထဲသွားမလဲဆိုတော့ကျွန်တော်တို့ဒီမှာလည်းဗီဒီယိုတစ်ပုဒ်ရလာပြီအဲ့ဗီဒီယိုတစ်ပုဒ်ပြီးတစ်ပုဒ်ထုတ်ပြီးဒါဆိုရင်ကျွန်တော်တို့ဒီကောင်လေးကိုလည်းကျွန်တော်နာမည်ပေးလို့ရတယ်ဗျာ flow ထဲမှာလေနံပါတ်5ဆိုပြီးပေးလိုက်မယ်အမှန်ချစ်လိုက်မယ်ပြီးရင်ဒီကောင် event လေးခွဲထားလိုက်မယ်ပေါ့ဗျာတစ်ခုပြီးတစ်ခုဒီကောင်ထည့်ထားလိုက်မယ်အဲ့တော့ဟုတ်ပြီဒီမှာကျွန်တော်တို့ပြီးပြီဆိုရင်တော့ CapCut ထဲကိုကျွန်တော်တို့သွားမယ်အဲ့တော့ CapCut ထဲကိုကျွန်တော်တို့သွားမယ် သင်ရဲ့အောင်မြင်မှုအသေးလေးတွေကိုတခြားသူနဲ့ ဒီမှာကျွန်တော် Google AI Studio ကနေအတန်ထုတ်တာအတန်တော့ထွက်လာပြီပေါ့နော် စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်တတ်ကြပါတယ်အမှန်တရားကိုအကုန်မပြောဘဲတင့်ကိုအထင်လွဲစေမယ့်အ ဒီ ချက် မှာအတန်ထွက်လာပြီအတန်46စက္ကန့်ရတယ်ဒီတော့ download လောက်လိုက်ရင်ဒီမှာ download ပေါ့နော် download မှာကျွန်တော်တို့နှိပ်လိုက် download မှာ file ကိုနှိပ်လိုက်မယ်ဆိုတော့ကျွန်တော်တို့ download file ရလာပြီပေါ့နော်1 2 3 4ကျွန်တော်ခုနဗီဒီယိုတွေမ down ရသေးဘူးဒီတရားဗီဒီယိုတွေမ down ရသေးဘူးပေါ့နော်1 2 3 4ဆိုတော့ကျွန်တော်ဒီမှာ down လိုက်မယ် down ရင်တော့ဒီမှာ download cloud 920နှိပ်လိုက်ပေါ့နော် Look closely, everyone. free It's ဆိုတော့ nothing အများ but ကြီးတော့မရဘူး lies. ဒီမှာ920ပြီးရင်ကျွန်တော်တို့ဒီမှာ920ပြီးရင်ကျွန်တော်တို့ဒီမှာ920ဒီလိုလေး down လိုက်ပေါ့နော် down လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ file ထဲကိုရောက်လာလိမ့်မယ်ပေါ့နော်ဒီမှာ1 2 3 4 5ဆိုပြီးရောက်လာမယ်ဒီမှာအတန်သွင်းထားတာရှိမယ်ဒါဆိုရင်ကျွန်တော်တို့အတန်သွင်းထားတာလည်းဒီက down တယ်နော် okay ဒါဆိုရင်ကျွန်တော်တို့ CapCut ထဲကိုသွားမယ် CapCut ထဲကိုသွားပြီးတော့တဲ့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ CapCut ထဲမှာ edit လုပ်မယ်ပေါ့နော် CapCut ထဲမှာ edit လုပ်မယ်ဆိုတဲ့အခါကျတော့လွယ်ကူကူနဲ့ update လုပ်ဖို့ကဒါကျွန်တော်က logo ရှိတယ်ဥစားရှိတယ်အဲ့တော့ဟုတ်ပြီဒီမှာ improve လေးယူပြီးတော့ကျွန်တော်တို့ခုန sync လေးတွေထည့်လိုက်မယ်ပေါ့ဗျာအတန် file ရဲ့ဒီ9 sync နဲ့ဒီအတန် file နဲ့ဟာလားဒါလေးထည့်လိုက်မယ်ထည့်ပြီးပြီဆိုရင်ကျွန်တော်တို့အတန်လေးကိုအောက်ချလိုက်မယ်okay ဒီမှာကျွန်တော်ဒီဒီကောင်လေးကကျွန်တော်အောက်ချမယ်ချပြီကျွန်တော်တို့တစ်ကဟိုထိတ်ဆုံးကိုရောက်အောင်ပါဗောနော်တစ်ကဟိုထိတ်ဆုံးကိုရောက်အောင်ပါဆိုတော့တစ်ကိုထိတ်ဆုံးဆွဲသွားလိုက်ဒီကောင်ကနောက်ဆုံးကိုရောက်မှာခဏလေးပင်နှစ်ကဒီမှာနော်နှစ်ပင်ကျွန်တော်တို့ဒီမှာ9ဒီမှာ3ဒါအဆင်ပြေတယ်လို့စီဒီလိုတပုတ်ချင်းစီဆွဲချလဲရတယ်ဗောနော်အဲ့လိုဆွဲချလဲရတယ်1 2 3 4 5တပုတ်ချင်းစီဆွဲချလဲရတယ်1 2 3 4 5 okay ဒါဆိုရင်အတန် file လေးကိုဒီဘက်လေးတိုးမယ်တိုးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီကောင်လေးကိုဒီအတန် file ကနားထောင်ကြည့်လိုက်ပေါ့နော်ဒီအတန် file သဘောကျရင်အတန် file နဲ့အညီယူမယ်အတန် file ကနည်းနည်းနှေးနေတယ်ဆိုရင်ကျွန်တော်တို့ကဒီဗီဒီယိုကိုအနောက်ကိုဆုပ်မယ်ပေါ့အဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့ကျွန်တော်အတန် file နားထောင်ကြည့်လိုက်ခဏလေး ရှင်ပြကီအဖို့မတန်တရားခံစားရအောင်စိတ် အတန်နည်းနည်းနီးနေတယ်အတန်နီးနေတယ်ဆိုတော့အတန် speed ကိုကျွန်တော်တို့ကပေးမြန်လိုက်မယ်ပေါ့နော်နည်းနည်းလေးပေးမြန်လိုက်မယ်ပေးမြန်ရင်ဒီမှာသူနည်းနည်းတိုးသွားတယ်တွေ့လားနည်းနည်းလေးဒီကောင်နဲ့ကျွန်တော်ပေးပြီးတော့ညီလိုက်မယ်ပေါ့နော်ညီသွားပြီနော်နည်းနည်းညီသွားပြီ okay ဒါဆိုကျွန်တော်ကြည့်ရအောင် Look closely, everyone. It's nothing but အထင် lies. လွဲစေမယ့်အချက်အလက်တွေကိုပဲရွေးထုတ်ပြောကြည့်တင့်ပုံ အဲ့တော့ ဖြစ် ဒီမှာကျွန်တော်တို့ဒီဗီဒီယိုတွေကအတန်ပိတ်ကမယ်အတန်ပိတ်ရမယ်ဆိုဒီတောင်းက mic လေးကိုပိတ်လိုက် တခြားသူနဲ့နှိုင်းရှင်ပြကီအဖို့မတန်တရားခံစားရ နည်းနည်းနီးနေသေးတယ်နီးနေသေးတယ်ကျွန်တော်အတန်ကိုနည်းနည်း အမှန်တ ပြီး ရာ ပြီး ကို တော့ အကုန်မပြောဘဲတင့်ကို ပြီးမြန်အောင်ပဲခဏလေး သင်ရဲ့အောင်မြင်မှုအသေးလေးတွေကိုတခြားသူနဲ့နှိုင်းရှင်ပြကီအဖို့မတန်တရားခံ နဲ့ပြီးမြန် စားရအောင်စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်တတ်ကြသင်ရဲ့အောင်မြင်မှုအသေးလေးတွေကိုတခြားသူနဲ့နှိုင်းရှင် ဒီတော့အတန်ဖိုင်ကိုကြည့်မယ်ဆိုရင်တော့ဒီမှာအတန်ဖိုင်ကိုကြည့်ထုတ်လိုက်မယ် အမှန်တရားကိုအကုန်မပြောဘဲ
တင်းရဲ့အောင်မြင်မှုအသေးလေးတွေကိုတခြားသူနဲ့နှိုင်းယှဉ်ပြပြီးအဖိုးမတန်တရားခံစားရအောင်စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်တတ်ကြပါတယ်အမှန်တရားကိုအကုန်မပြောဘဲတင့်ကိုအထင်လွဲစေမဲ့အချက်အလက်တွေကိုပဲရွေးထုတ်ပြောပြီးတင့်ပုံရိပ်ကိုဖျက်ဆီးတတ်ကြပါတယ်သူတို့မှာအခက်အခဲရှိမှတင့်ကိုအရေးတူလုပ်ပြီးသူတို့ကိစ္စပြီးသွားတာနဲ့တင့်ကိုမသိတယ်လို့ပြစ်ပယ်ထားခြင်းဟာလည်းအတုံးချခံရမှုတစ်မျိုးပါပဲတင့်ကိုနာကျင်စေမဲ့စကားလုံးတွေပြောပြီးနောက်မှာ ဒါလေးလောက်ပြီးဆိုဒီဗီဒီယိုဖိုင်ကိုကျွန်တော်တို့ကအတန်နည်းနည်းပြီးမြန်လိုက်မယ်ပေါ့နော်ဒီအတန်နဲ့ညီအောင်နည်းပြီးမြန်လိုက်မယ်โอเคပြီးရင်ဒီ logo လေးကိုတော့ကျွန်တော်နည်းနည်းလေးဆွဲဆုပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့တစ်ချက်ပြန်ကြည့်မယ် ရေးတူလုပ်ပြီးသူတို့ကိစ္စပြီးသွားတာနဲ့ သဘောကျပြီပေါ့နော်သဘောကျပြီဆိုတဲ့အခါမှာ မှုတွေကိုနားမယောင်ပဲကိုယုံကြည်မှုအပြည့်နဲ့ရှိဆက်လိုက်ပါတခြားသူရဲ့လောင်ပလောင်မှုတွေကိုနားမယောင်ပဲကိုယုံကြည်မှုအပြည့်နဲ့ရှိဆက်လိုက်ပါတင်းရဲ့အောင်မြင်မှုအသေးလေးတွေကို ဘယ်လိုဖြစ်လို့လဲမသိ အားချက်ကိုလောင်ပြောင်တတ်ကြပါတယ်ဘသူကဘာပြောတင့်တန်ဖို့ကရောမသွားပါဘူးတခြားသူရဲ့လောင်ပလောင်မှုတွေကိုနားမယောင်ပဲကိုယုံကြည်မှုအပြည့်နဲ့ရှိဆက်လိုက်ပါ အဲ့ဆို တင်းရဲ့အောင်မြင်မှုအ ဒီ သေး မှာ follow လုပ်ပေးခဲ့ပါအတန်မပါလာဘူးပေါ့နော်အဲ့တော့အတန်ကိုတွားကြည့်လိုက်အောင်မယ်ဒီမှာသဘောကျရင် channel လေးကို follow လုပ်ဖို့အဲ့ဒါလေးမပါလာအဲ့ဒါလေးကိုကျွန်တော်ပြန်ပြီးတော့အတန်ထုတ်လိုက်မယ် တဘိုးကြရင် channel လေးကို follow လုပ်ခဲ့ပြီးဖို့တောင်းဆိုပါတယ် အဲ့တော့ဒီကောင်လေးကိုကျွန်တော်တို့အတန်လေးတစ်ချက် down လိုက်မယ်ပေါ့နော် down လိုက်ပြီးဆိုဒီမှာဟိုဒါဆိုရင်ဒီတန်ဖိုင်ကိုတော့ကျွန်တော်တို့ထည့်မယ်ခုနပုံစံတိုင်းပဲ improve ပြီးရင်ကျွန်တော်တို့အတန်ဖိုင်ယူထည့်လိုက်ဒါဆိုရင်ဒီမှာအတန်ဖိုင်ရောက်လာမယ်ဒီကောင်လေးကိုဒီမှာဆွဲချလိုက်ပြီးရင်ကျွန်တော်တို့ပြန်ဒီတန်လေးကိုကျွန်တော်တို့ပေါ့နော် speed လေးနည်းနည်းပြီးမြန်လိုက်မယ်အဲ့တော့ တဘိုးကြရင် channel လေးကို follow လုပ်ခဲ့ပြီးဖို့တောင်းဆိုပါတယ် ဒီကောင်လေးကိုကျွန်တော်ဒီဟိုဘယ်လိုပြောမလဲအတန်ဖိုင်နဲ့ညှိအောင်ပေါ့နော်နည်းနည်းလေးပြီးနှိမ့်မှရဒီတန်ဖိုင်လေးကိုညှိလိုက်မယ်ဗျ speed တန်ဖိုင်အောင်လည်းဖြစ်သွားညကကောင်လေးကိုတဲ့ခက်တာဒီကောင်ဗီဒီယိုမဟုတ်ပုံပါနေလို့နည်းနည်းလေးညှိပါတော့ဒါကြတော့လေညအကြည့်ပါမပုံလေးကိုကျွန်တော်ညှိထုတ်လိုက်ပဲဗျာနည်းနည်းလေးကျွန်တော်တို့ပြန်ပြီးနားထောင်ကြည့်မယ် တဘိုးကြရင် channel လေးကို follow လုပ်ခဲ့ပြီးဖို့တောင်းဆိုပါတယ် ဒီမှာကျွန်တော်ဒီကောင်ကိုအတန်ချဲလိုက်မယ်ပြီးရင်ကျွန်တော်ဒီကောင်လေးကိုပဲကျွန်တော်နည်းနည်းလေး speed လေးနည်းနည်းလေးပြင်းမြန်လိုက်လောက်ဆိုရပြီပေါ့နော်ကျွန်တော်ဒီလောက်လေးဆွဲလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့နားထောင်ကြည့်မယ် ဒီမှုအပြည့်နဲ့ရှိဆက်လိုက်ပါ တဘိုးကြရင် channel လေးကို follow လုပ်ခဲ့ပြီးဖို့တောင်းဆိုပါတယ် ဒါဆိုတန်တဲ့ quality ဖြစ်သွားပြီ logo လည်းဒီမှာထားလိုက်ပြီပေါ့နော်အဲဒါဆိုကျွန်တော်တို့ export ထုတ်လိုက်မယ်နောက်ခံ background music တွေပါထည့်ခြင်းတော့ကျွန်တော်တို့ထည့်ပေါ့နော်ကျွန်တော်ကတော့မထည့်တော့ဘူးဒီမှာကျွန်တော် export ထုတ်လိုက်မယ်ဘာဖြစ်လဲဆိုတော့နောက်ခံ background music ကိုကျွန်တော်ဘာလို့မထည့်လဲဆိုတော့ဟို TikTok ထဲဝင် TikTok ထဲမှာရှိတဲ့အတန်နဲ့ထည့်ပေးလိုက် YouTube ထဲဝင် YouTube ထဲမှာရှိတဲ့အတန်နဲ့ထည့်ပေးလိုက်တယ် Facebook ထဲဝင် Facebook ထဲမှာဝင်တဲ့နောက်ခံ background အတန်နဲ့ထည့်ပေးလိုက်တယ်ဒါဆိုအဆင်ပြေတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ music တွေကဒီနောက်ခံဒီလုံးတွေက copyright ခဏခဏမိလို့ပေါ့နော် Okay export ထုတ်လိုက်ပြီဒါဆိုရသွားပြီပေါ့နော်